မင်္ဂလာပါရှင် Success Computer Center မှာကြိုဆိုလိုက်ပါတယ်ဒီကနေ့ပြပြပေးမယ့်အကြောင်းအရာလေးကတော့ Topic 2 Decimal နဲ့ Binary အကြောင်းအရာလေးတွေပဲဖြစ်ပါတယ်ဒီ slide မှာဆိုလို့ရှိရင်တော့ Decimal အကြောင်းအရာတွေကိုရှင်းပြထားတာပဲဖြစ်ပါတယ်အခုလက်ရှိအသုံးပြုနေတဲ့ number system ဟာဆိုလို့ရှိရင်တော့ decimal ပုံစံမျိုးပဲဖြစ်ပါတယ်ဥပမာအားဖြင့် 5.747 ဆိုလို့ရှိရင်တော့ဒသမကိန်းဖြစ်နေပြီးတော့ဒသမကိန်းရဲ့အနောက်မှာရှိတဲ့7က first decimal ဖြစ်ပါတယ်ပြီးသွားပြီဆိုလို့ရှိရင်တော့4ကကြလို့ရှိရင်တော့ second decimal finger number ဖြစ်ပါတယ်လူသားတွေအားဆိုလို့ရှိရင်တော့ decimal number တွေနဲ့အလုပ်လုပ်ပြီးတော့ computer က digital device ဖြစ်တဲ့အတွက်ကြောင့်မို့လို့ binary number system ကိုအသုံးပြုပြီးတော့မှအလုပ်လုပ်ဆောင်ပါတယ်ဒီ slide မှာဆိုလို့ရှိရင်တော့ binary number system အကြောင်းကိုရှင်းပြထားတာပဲဖြစ်ပါတယ် binary number system ဆိုတာကတော့0နဲ့1ဆိုတဲ့ digit 2မျိုးနဲ့ပဲအလုပ်လုပ်ဆောင်တာကိုဆိုလိုပါတယ်ဥပမာအားဖြင့် decimal number ဖြစ်တဲ့10ကို binary number system ပြောင်းလိုက်မယ်ဆိုလို့ရှိရင်တော့1010ဆိုပြီးတော့ရရှိလာမှာပဲဖြစ်ပါတယ်နောက်သင်ခန်းစာတွေမှာဆိုလို့ရှိရင်တော့ binary number system ကနေပြီးတော့မှ decimal number system ပြောင်းတဲ့နည်း decimal number system ကနေပြီးတော့မှ binary number system ပြောင်းတဲ့နည်းတွေကိုအသေးစိတ်သင်ပြသွားမှာပဲဖြစ်ပါတယ်ဒီ slide မှာကတော့လူသားတွေအသုံးပြုကြတဲ့ decimal number system နဲ့ရေးထားတဲ့ကိန်းဂဏန်းတွေကိုကွန်ပျူတာနားလည်တဲ့ binary number system ဖြစ်အောင်ပြောင်းတဲ့နည်းပဲဖြစ်ပါတယ်။အဲ့လိုပြောင်းမဲ့ဆိုလို့ရှိရင်တော့ပထမဦးစွာ decimal number system နဲ့ရေးထားတဲ့ကိန်းဂဏန်းကို2နဲ့စာရမှာပဲဖြစ်ပါတယ်။ decimal number system က base 10ကိုအခြေခံပြီးတော့ binary number system က base 2ကိုအခြေခံတာဖြစ်တဲ့အတွက်ကြောင့်မို့လို့2နဲ့စာရတာပဲဖြစ်ပါတယ်။2နဲ့စာလို့ရတဲ့စာလက်ကိုdecimal number ရဲ့အောက်ဘက်တစ်တဲ့မှာရေးပြီးတော့အကျွင်းကိုအပေါင်းလက္ခဏာရဲ့အနောက်ဘက်မှာရေးပေးရပါမယ်။ပြီးရင်ရလာတဲ့စာလက်ကိုဆက်ပြီးတော့မှ2နဲ့ထပ်ပြီးတော့စာရမှာပဲဖြစ်ပါတယ်။စာလက်0ရတဲ့အထိအစင်စင်တစ်ဆင့်ပြီးတစ်ဆင့်စာသွားရမှာပဲဖြစ်ပါတယ်။ပြီးရင်တော့ binary number system ပြောင်းဖို့အတွက်ရရှိလာတဲ့အကျွင်းတွေကိုအောက်ဘက်ကနေပြီးတော့မှအပေါ်ဘက်ကိုအစင်လိုက်အတိုင်းယူပေးရမှာပဲဖြစ်ပါတယ်။ဥပမာဆိုလို့ရှိရင်တော့47ဆိုတဲ့ decimal number system ကို binary number system ပြောင်းနေဆိုလို့ရှိရင်တော့47ကို2နဲ့အစင်စင်စားပြီးတော့အကျွင်းတွေကိုအောက်ဘက်ကနေပြီးတော့အပေါ်ဘက်အစင်လိုက်ယူရမှာပဲဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်တော့47ဆိုတဲ့ decimal number system ကို binary number system ပြောင်းလိုက်တဲ့အခါမှာဆိုလို့ရှိရင်တော့101111ဆိုပြီးတော့ရရှိလာမှာပဲဖြစ်ပါတယ်ရှင်ဒီ slide မှာဆိုလို့ရှိရင်တော့ digital device ဖြစ်တဲ့ကွန်ပျူတာနားလည်တဲ့ binary system ကနေပြီးတော့မှလူတွေနားလည်ကြတဲ့ number system ဖြစ်တဲ့ decimal number system ကိုပြောင်းတဲ့နည်းပဲဖြစ်ပါတယ်။ binary number system က base 2ကိုအခြေခံပြီးတော့ decimal number system က base 10ကိုအခြေခံတဲ့အတွက်ကြောင့်မို့လို့ binary number ဖြစ်တဲ့10 digit တွေကို2 power ထက်ကိန်းတွေနဲ့မြှောက်ပေးရမှာပဲဖြစ်ပါတယ်။ခုနေရာကနေစပြီးတော့ရေတွဲရမှာဖြစ်ပြီးတော့ခုနေရာမှာရှိတဲ့ကိန်းဂဏန်းကို2 power 0နဲ့မြှောက်ပေးရမှာပဲဖြစ်ပါတယ်။ပြီးရင်တော့10နေရာမှာရှိတဲ့ဂဏန်းကို2 power 1နဲ့ဆက်ပြီးတော့မှမြှောက်ပေးရမှာပဲဖြစ်ပါတယ်။ binary number တွေကုန်တဲ့အထိ2 power တွေကိုတိုးပြီးတော့မြှောက်ပေးရမှာပဲဖြစ်ပါတယ်။ပြီးရင်တော့ရလာတဲ့ result အားလုံးကိုပေါင်းပေးရမှာဖြစ်ပါတယ်။ဥပမာအားဖြင့်ဆိုလို့ရှိရင်တော့ binary number 1101111ကို decimal number system ပြောင်းမယ်ဆိုလို့ရှိရင်တော့2 power တွေနဲ့အစင်စင်မြှောက်သွားပြီးတော့မှရရှိလာတဲ့ result တွေကိုပေါင်းထားတာပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့219ရရှိလာမှာပဲဖြစ်ပါတယ်။ဒီ slide မှာဆိုလို့ရှိရင်တော့အခုလက်ရှိအသုံးပြုနေကြတဲ့ A to Z character တွေကို binary number system ဖြစ်တဲ့ SC code အဖြစ်သို့ပြောင်းထားတာပဲဖြစ်ပါတယ်။ကွန်ပျူတာက digital device ဖြစ်တဲ့အတွက်ကြောင့်မို့လို့ A to Z character တွေ decimal number system တွေနံပါတ်တွေကိုနားလည်တာချင်းမရှိပါဘူး။ဒါကြောင့်မို့လို့ A to Z character တွေ decimal number နဲ့ရေးထားတဲ့နံပါတ်တွေကိုဆိုလို့ရှိရင်ကိန်းဂဏန်းတွေအားလုံးကို binary number system တို့ပြောင်းပေးရတာပဲဖြစ်ပါတယ်။အခုဆိုလို့ရှိရင်တော့ character တွေ A to Z အသေးရဲ့ A to Z character အကြီးရဲ့ SC code တွေကိုရေးပြထားတာပဲဖြစ်ပါတယ်ရှင်ဒီ slide မှာဆိုလို့ရှိရင်တော့ decimal number system တွေဖြစ်တဲ့0ကနေပြီးတော့မှ9အထိ capital letter A to Z small letter A to Z ပြီးွားရင် special character တွေကို binary number system နဲ့ဖော်ပြထားတာပဲဖြစ်ပါတယ်